ကဟုတ်ပါပြီကဲမင်းငါမဲပါဦးမင်းကဘယ်နှတန်းတော့ မင်းရအောင်ဘောမင်းငါ့ကိုပညာရေးချင်းပါမေးရလားဟဲ့အောင်မသိမချင်းမတာနှစ်တန်းအောင်ပြီးသားကွာနှစ်တန်းအောင်ပြီးသား နှစ်တန်း ဟုတ်တယ် ခွဲပါငါ3တန်းကွာ3တန်းမင်းနဲ့ငါတန်းကြီးတယ်မှတ်ထား လက်ပေါ်တော့မင်းက3တန်းဆိုတော့ဘာတဲ့ဟဲ့ဘာလို့ဘာလူလဲကြတာဟာလေနှစ်တန်းအောင်ပြီးသား3တန်းလေမင်းကလည်း3တန်းဆိုအတူပဲပေါ့လူလည်းမကြနဲ့နှာခေါင်းမိုးဆွမ်းထုတ်လိုက်မယ်လူလည်းမကြနဲ့နှာခေါင်းဆွမ်းထုတ်လိုက် ဒါဆိုရင်မင်းနဲ့ငါနဲ့2ယောက်ပေါင်းရင်9တန်းမို့ကွာ အဲ့ဒါကြတော့မင်းတော်ရအောင်အဲ့ဒါချက်တော်ရဲ့ငါနှစ်တန်းအောင်မင်းက3တန်းအားလုံးပေါင်းတော့9တန်းမတော့လောက်လိုက်တယ်မင်းလောက်လိုက်တယ်ငါလောက်လိုက်အောင်မယ် ဘာတော့ 3တန်းပေါင်းတော့6တန်းမို့ငါတုံးရဲ့ 6တန်းလား ဟုတ်တယ် အဲ့ကောင်ညာသိတယ်မင်းအညာသိတယ်မိန်းကလေးအချာသိတယ်ပြောတာငါတုံးရဲ့ ဟင်းပြောရင်ဆိုရင် ဘာတော့ ဟိုမှာအခုမှလားမသိ ငါတို့ရွာထဲမှာဆိုရင်အဲ့လိုဆိုင်မျိုးဂိုင်မျိုးမရှိကွာသိလား အေး ဟာရွှေဘိုးငါကြိုက်ကွာသိလား မင်းကြိုက်ကောမင်းကြိုက် မင်းနေကြိုက်တာမို့ငါလည်းကြိုက်တာပဲ ဟောယူတော့မတန်းယူဟာရောက်ဒီတော့လာပြီးတော့ဆက်စုအောင်လားဟုတ်လားတော့ဆက်စုလာ အမမြေလာရှာတာလိုက်ရင် ဖေဟမ်ဘာလို့ရှောက်မင်းညာတော့ ဟုတ်ပါတယ်ရှင်ကျမရှာနေတာပါ ဟာနှမျောစရာကြီးဗျာအလက်ကြီးရှိသေးတာဗျာ ဘာပိုက်ချုံမဟုတ်တော့ပါဘူးကွာဟိုဒီမှာဟိုကျွန်တော်တို့ကဒီတင်းညံမှာကျွန်တော်တို့ဘာကူညီလို့လဲကျွန်တော်တို့ဘာကူညီပေးရမလဲ ဟုတ်ပါလေ ရှင်တို့ကဒီတင်းညဆိုရင်တော့ကျမကူညီနိုင်မှာပါ ဟုတ် ကျမနာမည်မီယိုရီပါကျမဒီမြန်မာပြည်မှာနေတာမဟုတ်ပါဘူးနိုင်ငံခြားကနေလာတာပါကျမဒီကိုလာတာကျမဂျေဇုရှင်အဖိုးရဲ့အုပ်ကိုလာရှာတာပါ ဟိုဂူရီကတော့အများကြီးဗျာတချို့ဂူရီကြောက်လဲပြူပြက်နေတာနဲ့ဘာနဲ့ဆိုတော့အဲ့တော့အဖိုးရဲ့နာမည်နဲ့အသက်လေး